လေတိုင်းလိုပါပဲအလုပ်ကျူးစားနေအဖြစ်တယောက်ကသူ့သားကိုပတ်စံတစ်ပြားပေးလိရှိတယ်ရော့ဒါလေးစုထားကွာဒီနေ့ကျရင်မင်းလိုလာလိမ့်မယ်ဆိုပြီးတော့ပေါ့ဒါပေမဲ့တားဖြစ်သူကနားမထောင်ပါဘူးပတ်စံရတာနဲ့မြေကန်ဘေးကိုသွားပြီးရေထဲကိုနှိမ့်ပြလိုက်တာရှိပါပဲအဖေကဒါကိုမြင်နေမဲ့ဘာမှမပြောပဲတီးခံကြည့်နေခဲ့တယ်ဒါကအလုပ်လည်းမလုပ်စားလည်းမကြိုးစားအဖေရှာချွေးတာစားပြီးအဖေရဲ့ချွေးနှဲစာတွေကိုဖြောင်းတိနေခဲ့တာပေါ့ဒီနေ့မှာတော့အဖေဦးကြီးအကြီးအကျယ်နေမကောင်းဖြစ်လာတယ်အလုပ်မလုပ်နိုင်တော့အိမ်မှာပတ်စံပြတ်စားစရာပြတ်ပြီးဒုက္ခရောက်ကုန်ရောဒီတော့မှတားဖြစ်သူလည်းမတက်တာရဲ့ဆုံးအိမ်ကထွက်ပြီးအလုပ်လိုက်လို့ရတယ်တောက်လောင်နေတဲ့နေလုံးကြီးအောက်မှာဂုံထမ်းပစ္စည်းတဲ့ခါချိုးမတက်အလုပ်ကျန်းလုပ်ပြီးမှညနေဆောင်တော့လှုပ်အားကပတ်စံတစ်ပြားရလာခဲ့တယ်သူအိမ်ပြန်ရောက်တော့ပင်မလွန်းလို့မောဟိုက်နေပြီအဖေလက်ထဲကိုပတ်စံခဲ့ပြီးအဖေဒါဒီနေ့တားရှာလာတဲ့ပတ်စံပါလို့ပြောလိုက်တယ်အဖေကတုံတုံရင်ရင်နဲ့အိယာကထလာငါနဲ့လိုက်ခဲ့ဆိုပြီးမြေကမ်းဘေးကိုခေါ်သွားတယ်ပြီးတော့အားစကားမှမပြောဘဲတားဖြစ်သူရှာလာတဲ့ပတ်စံကိုမြေထဲပစ်ချလိုက်ပါရောတားဖြစ်သူကြောင်အနေရကနေဒေါဘထုတ်ပြီးအော်တော့တာပေါ့အဖေဘာလုပ်တာလဲအဲ့ဒါကျွန်တော်တနေကုန်ပင်ပင်မမရှာထားရတာဘာလို့လွင့်ပြရတာလဲတဲ့အဲ့တော့မှအဖေကတားပခုံးကိုခိုက်ပြီးတီငိန်စွာနဲ့ပြောလိုက်တယ်အခုမှမင်းနားလိုက်ပြီလားတားငါရဲ့ဒီလက်အိုကြီးတွေနဲ့ပင်ပင်ပန်းပန်းရှာပြီးမင်းကိုပြေးခဲ့တဲ့ပတ်စံတွေကိုမင်းနေတိုင်းမြေထဲပစ်ချခဲ့တော့ငါဘလို့ခံစားခဲ့ရမလဲဆိုတာမင်းကိုချင်းစာတတ်နေတာပတ်စံဆိုတာပမာဏနည်းချင်နေပါစေအဲ့ဒီပတ်စံရဖို့ရင်းနှီးလိုက်ရတဲ့လူအားကတော့တန်ဖိုးကြီးပါလေဆိုတာကိုသူကောင်းကောင်းကြီးနားလည်သွားပါတော့တယ်